အခု Edison က BIDC ရဲ့ Furniture Fair ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီ BIDC က Furniture Fair လေးရာဆိုရင်ဖြင့်10ရက်နေ့ကနေ19ရက်နေ့ထိဘန်နာမှာရှိတဲ့ BIDC Hall ထဲမှာပြုလုပ်သွားတာဖြစ်ပါတယ်ဆိုတော့လူကြီးမင်းတို့အနေနဲ့ Furniture ကိုစိတ်ဝင်စားရဲဝယ်ချင်တယ်ဆိုရင်စီလုံးတက်တက်တာနဲ့ဒီမှာရနိုင်တဲ့အတွက်19ရက်နေ့မတိုင်အမြန်ဆုံးလာခဲ့ကြဖို့တိုက်တွန်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်